ဗြဟ္မာယုပုံနာကြီးဆိုတာဟာအသက်120ရှိသူမလာခင်သူ့ရဲ့တပည့်ဥတ္တရလူလင်ဆိုတာကိုလွှတ်လိုက်တယ်လွှတ်လိုက်တဲ့အခါတပည့်ကဘယ်လိုလုပ်စုံစမ်းရမှာတော့ဆိုတော့မင်းကလည်းကွာငါသင်ပေးထားတဲ့မဟာပုရိသလက္ခဏာကျမ်းနေရှိတယ်မဟုတ်လားတဲ့အဲ့ဒါနဲ့တိုက်ပေါ်တဲ့ဆိုပြီးမှားလိုက်တာသွားတိုက်တာအဲ့ဒီလူကမြတ်စွာဘုရားနာမှာနှစ်ချီကြအောင်နေသွားတယ်နေပြီးတော့အသေးစိတ်ဘုရားကြောင့်မှနေပြီးတော့ထောက်လန်းတာပေါ့ခုခေတ်လို့ဆိုရင်ဘုရားကြောင့်မှကိုကြာကြီးနေပြီးထောက်လန်းတာသူကဘုရားဟုတ်မဟုတ်ကိုသိချင်ဘုရားဟုတ်မဟုတ်ထောက်လန်းအဲ့ဒါလို့ထောက်လန်းပြီးတဲ့အခါမှာသူ့ဆရာကြီးစီ report တင်လိုက်တာသူ့ဆရာကြီးကနေပြီးအဲ့ဒီကျမှဂေါတမဗုဒ္ဓကိုလာရောက်ဖူးမြော်တာအသက်120တဲ့နော်120အဖိုးကြီးဖြစ်နေပြီသို့တော့အမတန်မှဂုဏ်ဝါကြီးမားတဲ့အားလုံးကလေးစားရတဲ့ဆရာကြီးဆိုတော့မြတ်စွာဘုရားစီသူလာတွေ့တဲ့နေ့ကမြတ်စွာဘုရားပရိသတ်အလယ်မှာတရားဟောနေတဲ့အချိန်ဗြဟ္မာယုပုံနာကြီးလည်းဝင်လာရောပရိသတ်ကလှုပ်နေဖြစ်သွားတယ်အဲ့လောက်ထိအောင်ဂုဏ်သတင်းကြီးတယ်ပေါ့အဲ့လောက်ထိအောင်အရှိန်အဝါရှိတယ်သူကအဲ့ဒါလို့လာတဲ့အခါမှာသူကပရိသတ်ကိုပြောတာငြိမ်နေကြပါငြိမ်နေကြပါဟောဒီကဖျားသွားတဲ့အလဲလန်းလေးဆိုတာရှိတယ်ခုခေတ်တရားပွဲတွေမှာလို့ဓမ္မအဓိကဆရာတော်တွေကြွဖို့ဆိုပြီးတော့လမ်းလေးခြံထားတာရှိတယ်အဲ့ဒီလမ်းကနေပြီးတော့သူဖျားနေထီအောင်ရောက်လာပြီးတဲ့အခါမှာသူတပည့်ထောက်လန်းပြီးတော့တင်ပြထားတဲ့ report အတိုင်းပဲမြတ်စွာဘုရားကိုသူကပြန်ပြီးတော့သူကိုယ်တိုင်ထောက်လန်းကြည့်သေးတယ်မဟာပုရိသလက္ခဏာတွေရှိသလားဆိုထောက်လန်းသေးတယ်သူကထပ်ပြီးတော့သူတို့ကြည့်တာလည်းသိတယ်နော်နှစ်ဖူးရည်ဒူးရည်ပေါ့ဗျာခြုံပြောလိုက်လို့ရှိရင်လူရဲ့နှစ်ဖူးရည်ဒူးရည်ဆိုတာရုပ်လက္ခဏာတွင်ပြင်းနေအလုံးကိုကြည့်လိုက်တာနဲ့ဟာဒုစာထဲမှာဆိုထားတာနဲ့အကုန်ကြိုက်တယ်ပေါ့ကြိုက်တယ်ဆိုပြီးတော့မှဗြဟ္မာယုပုံနာကြီးဟာမြတ်စွာဘုရားကိုအာရပါယဘုရားခြေပမိုးကိုခေါင်းနဲ့တိုက်ပြီးတော့သူဟာဗြဟ္မာယုပုံနာကြီးပါဆိုတာကိုအာရပါယရှ िख ိုးတယ်ရှ िख ိုးပြီးတော့ဘုရားကိုရှောက်တယ်ဒီလိုထောက်လိုင်းရည်တွေလိုက်တာသူတို့ဟာတခါပဝရတာတိပုံနာကြီးကလည်းအမ္ပထဆိုတဲ့လူလွင်ကိုလွတ်ပြီးတော့မြတ်စွာဘုရားဟုတ်မဟုတ်တိုက်ဆိုင်ခိုင်းတယ်သတင်းထောက်လန်းခိုင်းတယ်ထောက်လန်းပြီးပြီဆိုတော့မှသူတို့လာကြတာပေါ့ဒါကမြတ်စွာဘုရားလက်ထက်ကဗုဒ္ဓဟုတ်မဟုတ်ဆိုတာတွေဟာမဟာပုရိသလက္ခဏာနဲ့တိုက်ဆိုင်တယ်အရေးချင်းအားဖြင့်ကတော့တာမန်အားဖြင့်ပုဂ္ဂိုလ်တွေမသိနိုင်ကြဘူးဒါကြောင့်မို့ဗုဒ္ဓရဲ့အရေးချင်းဆိုဒီမှာအရဟံသမ္မာသမ္ဗုဒ္ဓောဝိသစရဏတမ္ပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္ထာဒေဝမနုဿန္နံဗုဒ္ဓောဘဂဝါဆိုတဲ့ဒီရည်ချင်းတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးမှသာလဲဘုရားဆိုတာဖြစ်တယ်ဒီရည်ချင်းမရှိရင်ဘုရားမဖြစ်ဘူးအဲ့တော့ဣတိပိသောဆိုတဲ့ဘုရားကုံတော်ပါတဲ့သုတ်တန်တွေကအလွန်ပဲများတယ်ဒီထဲမှာအရဟံနဲ့သမ္မာသမ္ဗုဒ္ဓောဒီကုံတော်နှစ်ခုကတော့ဖျားနဲ့ပတ်သက်လာလို့ရှိရင်မပါတာကိုမရှိဘူးကြံတဲ့ဂုဏ်တော်တွေကတခါတရံမှပါတယ်နော်ကြံတဲ့ဂုဏ်တော်တွေကကြည့်လေခုနကရွတ်သွားတဲ့နမောတတ္တတွေပဲကြည့်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆိုတဲ့မှာသုံးခုပါနေတယ်လေအရဟတောဆိုတာအရဟံကိုပြောတာသမ္မာသမ္ဗုဒ္ဓောဆိုတာသမ္မာသမ္ဗုဒ္ဓကိုပြောတာဘဂဝတောဆိုတာနော်ဒီဘဂဝါဂုဏ်တော်ကိုပြောတာဟောဂုဏ်တော်သုံးမျိုးဟာဒါအမှန်မှအရေးပါတယ်ပေါ့ဒါကြောင့်မို့ဒီနေ့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်ဆိုတာကိုသိရှိနားလည်ကြရအောင်စာပေကျမ်းကမှာဘယ်လိုရေးသားထားသလဲဘယ်လိုရှင်းထားသလဲဆိုတာနားလည်ဖို့အမှန်မှအရေးကြီးတယ်စကားလုံးလေးကသုံးလုံးနဲ့ပဲရှိတယ်အခရာသုံးလုံးနဲ့ပေါင်းစပ်ပြီးတော့ဖွင့်ပြထားတဲ့စကားလုံးလေးဟာအာယေရယေဟာယေဒီသုံးလုံးလေးပဲဖြစ်ပြီပဲလို့အဓိပ္ပာယ်တွေဖွင့်ဆိုထားတဲ့အခါကျတော့အနည်းဆုံးဒီစကားလုံးလေးကဖော်ပြတာအဓိပ္ပာယ်၅မျိုးတဲ့ဖော်ပြထားတာရှိတယ်ပေါ့နော်အဲ့ဒီဖော်ပြထားတဲ့အတိုင်းဘုန်းကြီးတို့တွေဗုဒ္ဓနုတ္တိဘာဝနာပွားပြီဆိုတဲ့အခါမှာဒီအရဟဆိုတဲ့စကားလုံးလေးရဲ့အရဟံဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုအာယုံပြုပြီးတော့မြတ်စွာဘုရားကိုအရဟံလို့ခေါ်တာဟာဒီဂုဏ်ထူးနဲ့
ဂုဏ်တုဝိသေသနဲ့ချီးကျူးခံရတာဟာတာမန်ဘောကိုပုဂ္ဂိုလ်မဟုတ်ဘူးလောကမှာဂုဏ်တုဝိသေသနဲ့ချီးကျူးတယ်ဂုဏ်ကြီးတစ်ခုတက်လာတယ်ဆိုတာတာမန်နဲ့မဟုတ်ဘူးတကယ်အရေးချင်းရှိလို့တက်လာတာဖြစ်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုအာယုံပြုတာကိုဗုဒ္ဓနုတ္တိလို့ခေါ်တယ်